မပါပဲသူတစ်ပါးတို့ရဲ့အကျိုးစီးပွားကိုကျွမ်းနိုင်သမျှပေးဆက်ခြင်းကိုယ့်ရဲ့ပိုင်ဆိုင်ရာပစ္စည်းဥစ္စာချိန်နဲ့ပညာဆွလုံးမြဝေသူတို့စိတ်နှလုံးသားမှာမျောလေးတဲ့ကင်းသောယူစင်ရင်မြတ်တာသာနာခြင်းငါကယူနာပါငုံမျက်စိတ်ထားရှိသူတို့သာတကယ်မွန်မြတ်တဲ့အလုပ်ကိုလုံနိုင်တာပရာဟိတပါမဖဲမဆောင်ကိုလမ်းညမို့ရှင်းရှုတာနဲ့စိတ်ကောင်းရဲ့ရှင်မွန်မြတ်ခြင်းနဲ့တန်ပရာဟိတခီပါသာသာသနာလူမှုရေးမြမကြံနဲ့လက်သာသနာပြုသူသနာဆရာတော်အရှင်ပရာဟိတဥဆောင်ငါပင်တရားတကာညီညွတ်လက်တွဲကြိုးစားထမ်းရွယ်သစ္စာဓမ္မစံရည်မြစ်တာရည်ဖြမ်းမလဲမြဝေနေဗိမတန်အေးချမ်းညပါစေဆိုင်ရာပစ္စည်းဥစ္စာအချိန်နဲ့ပညာဆုံးလုံးမြဝေသူတို့စိတ်နှလုံးသားမှာမျောလင်းခြင်းကင်းသောယူစင်ရင်မြတ်တာသာနာခြင်းငါကယူနာပါမွန်မြတ်စိတ်ထားရှိသူတို့သာတကယ်မွန်မြတ်တဲ့အလုပ်ကိုလုံနိုင်တာပရာဟိတပါ